နောက်ချောက်တစ်ဆန်ကကျိုးဝိုင်းလက်ကိုအပိုဆင်းချလာခဲ့ပြီးအဲ့ဒါကိုတွဲလျရတဲ့အီတသက်ခီကတော့လုံးဝသတိလွန်နေရကနေတတိပြန်ဝင်လာခဲ့ပါတယ်အဲ့ဒါကိုမြင်နေရတဲ့ယာခီကတော့ခုနကလုံးဝအောက်ခေါ်တာတော့ပြန်ထူးတဲ့ကောင်ကအပုကိုလည်းတွေ့ရောစံပိုင်းလိုပါပါဇက်ကထွက်လာခဲ့တာကြောင့်အံ့ဩနေခဲ့ပါတယ်တုတ်ကြီးလေးအီတသက်ခီကိုအားပေးဖို့ပြေးတာပြေးချလာတယ်အနားရောက်မှဘာပြောမှမသိဖြစ်နေခဲ့ပါတယ်အပုအကြောင်းကိုသိနေတဲ့အီတသက်ခီကတော့အတွေးများနေတဲ့အပုကိုဖွင့်လို့ရတဲ့မျိုးလုံးတစ်ဖက်နဲ့ကြည့်ပြီးတစ်ချက်ပြုံးလိုက်ကမတက်ကောက်ထားလိုက်ပါတယ်伊特达基ဆက်ထိုးနိုင်သေးတယ်ဆိုတာကိုပြလိုက်တာပဲဖြစ်ပြီး伊特达基ထလာတာကိုတွေးလိုက်တော့ကျိုးဝိုင်းထိုင်လဲ伊特达基ကိုပြန်လာစစ်ဆေးခဲ့ပါတယ်။ငါဝင်တော့ဝင်မခံချင်ပေမဲ့အခုအီမိုင်းနဲ့ရှင်ထိုးရင်းနဲ့ဒီကောင်ကငါ့တက်အများကြီးပူတန်ပါတယ်ဆိုတာကိုတော့ငါသိလိုက်ရပြီ။ခုငါယူဆိုင်တာကအနိုင်ရှုံးဆိုတာထက်ငါလေးစားရတဲ့ဆန်ပိုင်းရှိမှာနောက်ဆုံးအချိန်ထိအရှုံးပေးပဲဆုံးနီထိုးသားဖို့ပဲဆိုပြီး伊特达基သူ့ရဲ့စိတ်ထဲမှာပြောနေခဲ့ပြီးကျိုးဝိုင်းထိုင်ကတော့အန်ရရန်ရှိလာရင်တော့ဘွဲကိုချက်မှာနော်ဆိုပြီး伊特达基တို့ဘက်ကိုပြောပြီး6ချီမြောက်စားဖို့ကျိုးဝိုင်းလေကိုပြန်သွားခဲ့ပါတယ်။ကျုံးနိုင်တော့ဘူးလို့အားလုံးကထင်ထားတဲ့အီတသက်ခီကနောက်ဆုံးအချီကိုဆက်ထိုးတော့မှဖြစ်ပြီးအီမားရဲ့နီးပြကလည်းအီတသက်ခီဆိုတဲ့ကောင်ကလေးနဲ့မှုန့်ရင်တော့လင်းနေပြီဖြစ်တာကြောင့်ကျန်တဲ့3မိနစ်မှာအမောက်ကျုံးလိုက်တော့ဖို့အီမားကိုမှာနေခဲ့ပါတယ်။အီမားရဲ့စိတ်ထဲမှာတော့အီပိုကအီတသက်ခီကိုအားပေးဖို့ဆင်းလာခဲ့တာကအီတသက်ခီအားတက်မတက်တော့မသိဘူး။သူ့ကတော့အသက်ကုန်နဲ့အားတက်စေကြောင်းနဲ့စောင့်နေလိုက်ပါချန်ပီယံရ။ခင်ဗျားရဲ့ဂျူနီယာကိုတိတ်ပြရတယ်။ခင်ဗျားစီလည်းလာခဲ့မယ်ဆိုပြီးအီမားရဲ့ motivation တွေ share ရနေခဲ့ပါတယ်။အဲ့လိုနဲ့6ချီမြောက်ဟာစတင်တော့မှာပဲဖြစ်ပြီးပွဲကျင်ရတဲ့ဘဲကလည်း伊特达基ကအရှိ3ကြီးလုံးကိုဥဆောင်ထားခဲ့ပြီးအီမားကြီးကဆိုရင်ဖြစ်လေနောက်ဆုံးထိုးခဲ့တဲ့2ချီကိုဥဆောင်ထားခဲ့တယ်။အဲ့လိုနဲ့ဂျမန်လက်ဝဲသမား2ယောက်ဟာအသီးသီးဥဆောင်မှုတွေရှိလာခဲ့ပြီးဒီပွဲဟာဒိုင်အဆုံးဖြတ်နေပဲပြီးသွားမလားဒါမှမဟုတ် KO နဲ့များဆုံးသက်သွားမလားဘယ်သူပဲဘလို့နိုင်တေချာတာတစ်ခုကတော့နိုင်တဲ့လူကတော့ East Japan ရဲ့ Rookie Game ဖြစ်မှာပဲဆိုပြီးအပီပြင်းတွေကြီးညာနေခဲ့ပါတယ်။ပြန်မဲ့ဘောက်ဆာ2ယောက်ကတော့နောက်ဆုံးအချီဖြစ်တာကြောင့်အချင်းချင်း respect ပေးတဲ့အနေနဲ့စာမထိုးခင်လက်သီးချင်းတိုက်ခဲ့ကြပြီးတက်တိုက်ပြီးချင်းမှာပဲဖုံးဆိုတဲ့လက်သီးတစ်လုံးအမြန်ပစ်ချွေးလိုက်ပါတယ်။ပြကျွေးလိုက်တဲ့ဘဲကတော့အီမားကြီးမဟုတ်ပဲအီတသက်ခီဖြစ်နေခဲ့ကအီမားကြီးလည်းအီတသက်ခီမှာအားရကြံသေးတာကြောင့်ကြောင်သွားခဲ့ပါရယ်မဟုတ်မှလည်းရောမကုနိုချီဆင်းလာလို့အားရပြန်ရှိသွားတာလားအဲ့ဒါခဏထွက်လာတဲ့အားပါပဲကွာတကယ်အားဒီမှာဆိုပြီးအီတသက်ခီရဲ့လက်သီးကိုကာပြီး body shot ထိုးချလိုက်ပါရယ်အီတသက်ခီအနောက်ကိုရိုက်တဲ့နိုင်ဖြစ်သွားခဲ့ပြီးမလဲအောင်မနေထိနေခဲ့ရပါရယ်အီတသက်ခီဘိုင်းအောင်နေတဲ့အချိန်နောက်ထပ်အီမားရဲ့လက်သီးတစ်လုံးကထက်လာခဲ့ပြီး伊特达基ကလည်းတောက်ချင်မဟုတ်တာကြောင့်အီမားရဲ့လက်သီးကိုအထိခံပြီးကောင်းလန်လက်သီးနဲ့ပြန်ထောက်ခဲ့ပါတယ်။ညောင်သားပြီးခဲ့တဲ့အချီတုန်းကလိုပဲသူ့ထိုးကိုထိုးအပီကျုံနေကြပြီးပွဲကပြန်ပြီးဆူလာခဲ့ပါတယ်။အီမားကြီးကလည်း伊特达基နဲ့သူနဲ့ကမတူပဲသူကပူတာတယ်ဆိုတာကိုထက်ခါပြောနေရင်နာဝလက်သီးတစ်လုံးတစ်ချက်ကျွေးလိုက်ကကျိုးဝိုင်းပြင်ကနေကြည့်နေတဲ့အပူရဲ့မျက်နှာကိုကြည့်ပြီးငါမင်းစီကိုလာခဲ့မဲ့ချန်ပီယံရေဆိုပြီးညာလက်သီးနောက်တစ်လုံးထိုးချလိုက်တာ伊特达基ဂျောကိုထိသွားပြီးနောက်ဆုံးမှာတော့ပထမဆုံးအကျင်ဖင်ထိုင်ရဲ့ထောင်းသွားခဲ့ပါတယ်။伊特达基ဘက်ကလူတွေအားလုံးလည်းဖင်ချုံသွားကြပြီး伊特达基ပြန်မထားနိုင်ပါအောင်မလားဆိုပြီးစိတ်ပူနေခဲ့ကြပါတယ်။ကျိုးဝိုင်းပြင်ကအပူကတော့伊特达基ကိုငါပြောတာကြားလာလို့လှမ်းအောင်နေခဲ့ပြီးအဲ့လိုလမ်းခေါ်နေရင်းနဲ့အီမားကြီးကိုကြည့်နေခဲ့ကနေ့ကျရင်မင်းနဲ့ငါတွေ့ရလိမ့်မယ်လို့ငါကြိုးတွက်ထားပြီးသားပါ伊特达基ငါမင်းကိုခတိပေးတယ်ငါမင်းတို့လက်စားချပေးမယ်ဆိုပြီးအပူကအီတသက်ခီကိုရှော့တက်မိလိုက်ပြီးပြောနေခဲ့ကအပူစကားမဆုံးခင်မှာပဲအီတသက်ခီကတင်းခံပြီးပြန်ထနေပြီပဲဖြစ်ပါတယ်ဟုတ်ပါတယ်မင်းပြောတာမှန်ပါတယ်မင်းနဲ့ငါနဲ့ကတော်တော်ကိုကွဲပြားနေတယ်မင်းကချန်ပီယံကိုစင်ကာပူလမ်းကြောင်းကိုရွေးခဲ့တယ်ငါကတော့တွက်ကက်ခဲ့တယ်ဒါပေမဲ့မင်းမသိတာတစ်ခုကငါဒီလိုတွက်ကက်ခဲ့လို့ပဲတကယ် professional တွေဆိုတာဘယ်လိုလဲဆိုတာကိုသိခဲ့ရတယ်သူတို့ရဲ့ junior ဖြစ်ရတာကိုငါတောင်းရန်ခုံယူတယ်ငါကသူတို့ရှေ့မှာလောက်နဲ့ရှုံးပေးလိုက်မယ်လို့မင်းထင်လို့လားလုံးဝမပေးဘူးကွာဆိုပြီးအီတသက်ခီမတ်တက်ကြီးပြန်ကောက်ထားလာခဲ့ပါတယ်အီမားရဲ့နီးပြကအီတသက်ခီရဲ့ပုံစံကစုပ်ပြတ်နေပြီဖြစ်တာကြောင့်ဒိုင်ဆက်မထိုးကိုင်းတော့ဘူးလို့ထင်နေခဲ့ပြီးဒိုင်လုံကြီးကိုယ်တိုင်ကလည်းအီတသက်ခီကိုဆက်ထိုးကိုင်းနေပါမလားဆိုပြီးတွေးနေခဲ့ပါတယ်အီတသက်ခီကဒိုင်လုံကြီးရဲ့လက်ကိုဖျက်ရိုက်လိုက်ပြီးသူထိုးနိုင်သေးကြောင်းပြောတာကြောင့်ဒိုင်လည်းပွဲကိုဆက်ထိုးခိုင်းလိုက်ရပါတယ်6စီမြောက်ပြီးဖို့က10မိနစ်တောင်ကျန်နေသေးတာပဲဖြစ်ပြီးရူကင်းငင်းတိုက်တဲ့ပွဲမှာတချီတဲ့2ခါလဲတာနဲ့ရှုံးတာဖြစ်တာကြောင့်နောက်တစ်ခါသာထပ်မောက်ရင်အီတသက်ခီတို့အော်တိုရှုံးပြီပဲဖြစ်ပါတယ်ပွဲပြန်ဆတာနဲ့အီမားကြီးလည်းနောက်တစ်ခေါက်ထပ်မောက်အောင်ထိုးဖို့ပြေးဝင်လာခဲ့ပြီးအီတသက်ခီကတော့ငါတို့ရွေးချယ်ခဲ့တဲ့လမ်းကြောင်းကမတူသလိုငါတို့မြင်ခဲ့ရတဲ့ဟာတွေကလည်းမတူဘူးဆိုပြီးအီမားရဲ့လက်သီးတွေကို cross arm အကာနဲ့တင်းခံပြီးကာထားခဲ့ပါတယ်။အီမားကြီးကလည်း6ချီမြောက်ပြီးဖို့ကတဖြည်းဖြည်းနီးကပ်လာခဲ့တာကြောင့်ရှိသမျှနဲ့ထုတ်ထိုးနေခဲ့ပါတယ်။အဲ့လိုရှိသမျှနဲ့ထုတ်ထိုးနေတာကိုတော့အီတသက်ခီကရက်နေတုံးမှဖြစ်ပြီးအီမားရဲ့စိတ်ထဲမှာတော့အချိန်မမီတော့မှစိုးတဲ့ကြောက်စိတ်ကစဝင်လာခဲ့ပါတယ်။တကောက်မရာကအီတသက်ခီရဲ့ ion determination တွေကိုကြည့်နေရင်ဒီကောင်ကဂျင်းမှာအထိုးသိမ်းမခံနိုင်တဲ့ကောင်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ဒီကောင်ငါတို့နဲ့လေးချင်တာတွေများပြီးအရှုံးမပေးတတ်တော့ဘူးထင်တယ်။ဘာလို့ဆိုငါတို့ကဘယ်တော့မှအရှုံးဘယ်လိုပေးရမလဲဆိုတာကိုမပြခဲ့လို့ပဲ။ तू အသိစိတ်ရှိနေသေးတော့ तू စက်ကျုံးနေအောင်ပါပဲ။ငါတို့ရဲ့ခမန်ကောင်ကဘလလိုင်းကိုတော့ပေါ်တီတီမထေလိုင်းနဲ့ဆိုပြီးခမန်ကောင်ကဂျင်းရဲ့ကုတ်ကြီးတက်ကောက်မူလာကမီယာဒါကိုပြောပြနေခဲ့ပါတယ်။မီယာဒါကလည်းနောက်ကခမန်ကောင်ကဂျင်းကဘဲတရားအောင်နဲ့ထိုးရင်အဲ့ဒါကိုမှတ်ထားလိုက်ပါမယ်ဆိုပြီးပြောလိုက်တော့
တကောက်မရာကမင်းလည်းခါမကွာဘလလိုင်းလေးကပါပဲကွာခုထိုးနေတဲ့အတသက်ခီကမင်းရူကင်းကင်းတော်နမန်တုန်းကနဲ့တပုံစံထဲမှာဆိုပြီးစိတ်ထဲမှာပြောနေခဲ့ပါတယ်ကျဝိုင်းနဲ့ကအတသက်ခီကတော့အီမာရဲ့ထိုးချက်တွေကိုခံထားရင်တကောက်မရာဆိုရင်လေဒီလိုထိုးချက်တွေလောက်တော့တောက်ခံနိုင်တာပဲနောက်ပြီးခီမရာဆိုလဲဒီလိုထိုးချက်တွေကိုတောက်ခံနိုင်မှာပဲဆိုပြီးခါမကွာချင်းကတယောက်ပြီးတယောက်ကိုမြင်အောင်နေရင်တောင်းခံထားနေခဲ့ပါတယ်ပြီးတော့အောက်ခီအောက်ခီကကြအော်ခီကလေးကြတော့အော်ခီမှောက်နေတဲ့ပုံကြီးကိုပဲမြင်အောင်နေခဲ့တာကြောင့်အော်ခီကိုတော့ skip လိုက်ပါတယ်ငစားအိတ်တက်ခီပဲဖြစ်ပြီးပွဲပြီးဖို့ကလည်းစက္ကန့်20တာလိုတော့တာကြောင့်အိတ်တက်ခီကတော့ငါ့ကိုအမှောင်ထိုးခြင်းငါရဲ့မာနကိုအရင်ရိုက်ချိုးရမယ်ဆိုပြီးဖင်ကြွနေပြီဖြစ်ပါတယ်အီမာကြီးလည်းတော်တော်တက်နေတယ်ဟုတ်လားဆိုပြီးအိတ်တက်ခီကိုဘဲဘက်လက်သီးနဲ့ထိုးပလို့နဲ့တစ်ချက်ဖိမ့်လိုက်ကညာလက်သီးနဲ့ထိုးချပေးလိုက်ပါတယ်အိတ်တက်ခီရဲ့ခြေထောက်တွေရိုင်းကျသွားပြီးမလဲအောင်ကိုယ့်ဘက်သာကိုပြန်ထင်းနေရတာပဲဖြစ်တာကြောင့်ဒိုင်းကအလိုအနေထားဆိုစက်ထိုးလို့မရတော့ဘူးဆိုပြီးအီမာကြီးကိုတားဖို့ကြိုးစားပေမဲ့အီမာကြီးကတော့ဒိုင်ကိုတောက်ယူမဆိုင်ပဲဖယ်ဆန်းမှာဆိုပြီးအီတတက်ခီကိုအဆုံးသတ်ပေးတော့မှာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာထီထားတဲ့အီတတက်ခီကတော့ဒီလိုအနေထားမှာဆန်မိုင်းသာဆိုဘာလို့လောင်လဲဆိုပြီးအပို့ကိုတာနေခဲ့ပါတယ်။ဆန်မိုင်းသာဆိုဘာလို့မလဲ။မာကုနုရှိအပို့သာဆိုဘာလို့မလဲ။ဒါပေါ့ငါဆန်မိုင်းသာဆိုပြန်ထိုးမှာပေါ့ကွာဆိုပြီးအီမာကြီးကိုနောက်ဆုံးကျန်တဲ့အားနဲ့လက်သီးတွေအများကြီးပစ်ထိုးလိုက်ပါတယ်။နောက်ဆုံးကျန်တဲ့အားဖြစ်တာကြောင့်ထိုးပြီးတာနဲ့အီတတက်ခီအရှိကိုငှိုက်ကြလာခဲ့ပါတယ်။အီမာကြီးလည်းအဆုံးသက်လက်သီးနဲ့အီတတက်ခီကိုအဆုံးသက်ပေးဖို့လုပ်ခဲ့ပြီးအဆုံးသက်လက်သီးကတော့အီတတက်ခီကိုမထိခင်မှာပဲရက်တန့်သွားခဲ့ပါတယ်။ဘာလို့ဆိုဒီဘက်မှာထိုးကန်ရတာကအီတတက်ခီတယောက်တည်းမဟုတ်ပဲအီမာကြီးလည်းထိထားခဲ့တာပဲဖြစ်ပြီးအီတတက်ခီရဲ့လက်သီးတွေကပျော့တယ်ဆိုပေမဲ့ထိထားတဲ့လက်သီးတွေကလည်းမနှဲတာကြောင့်အီတတက်ခီရဲ့လက်သီးအစွမ်းတွေကပွဲပြီးကန်ဒီမှထားပြခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုရက်တန့်သွားတဲ့အချိန်မှာခေါလောင်ဘေးတန်နဲ့အတူအီမာကြီးကျိုစကီပါဇက်အီတတက်ခီမာနာဘူးတို့ရဲ့ West Japan Rookie Title Final ပွဲဟာအလူးလေးနဲ့ဘယ်သူမှမထောင်းသွားပဲပြီးဆုံးသွားရင်ဒိုင်ဆုံးပြက်ကိုစောင့်မျှော်ရတော့မှာပဲဖြစ်ပါတယ်။ရှင်တော်တို့လည်းပွဲပြီးတာနဲ့ချက်ချင်းပြည့်လက်လာကြပြီးအီတတက်ခီကိုရီရီဘာတွေတိုက်ခဲ့ပါတယ်။အီမာရဲ့နီးပြကလည်းတက်လာခဲ့ပြီးမင်းလုံနိုင်ခဲ့ပြီဆိုပြီးအီမာကြီးကိုချီကျူးနေခဲ့ပါတယ်။ပွဲရဲ့3ပုံ2ပုံလောက်ကိုဥဆောင်လာတဲ့အီတတက်ခီကပဲနိုင်သွားမလား။တခါအလဲထုတ်ခီကိုထားတဲ့အီမာကြီးပဲနိုင်သွားမလား။အားလုံးသိကျင်နေကြပြီပဲဖြစ်ပြီးအော်ခီလိုခီမရာတို့လည်းပွဲကြည့်စဉ်ကနေအီတတက်ခီရဲ့တောင်းကိုပြေးဆင်းခဲ့ကြပါတယ်။အီပိုကအီတတက်ခီကိုအစင်ပြေလားလို့မင်းနေခဲ့ပေမဲ့အီတတက်ခီကအယံမောနေခဲ့တာကြောင့်ပြန်မဖြေနိုင်ခဲ့ပါဘူး။သူ့ကိုစကားရမ်းပြောခိုင်းနိုင်အောင်ကောင်းလေးဆိုပြီးခေါင်ကဝါကအီပိုကိုပြောလိုက်ကတစ်ဖက်ကအီမာရဲ့နီးပြကတော့အီတတက်ခီရဲ့လက်ရှိအခြေအနေနဲ့ငါတို့အီမာရဲ့လက်ရှိအခြေအနေကိုရှင်းကြည့်တာနဲ့တင်ငါတို့နိုင်နေပြီဆိုပြီးပြောနေခဲ့ပါတယ်။အစီအစဉ်တွေဆက်တဲ့ဘဲကတော့ရက်ဆက်ကိုကင်လာခဲ့ပြီးကျိုးဝိုင်းလေကိုရောက်နေပြီပဲဖြစ်ပါတယ်။အဲ့ဒါကိုမြင်ရတဲ့အီတတက်ခီကတော့မထားနိုင်တဲ့ကြားကနေမတ်တက်ကောက်ရိုက်ခဲ့ပြီးသူအတကုံစူးစမ်းခဲ့ရပြီးရလာတဲ့ reset ကိုကောင်းကောင်းကြားခြင်းလို့ပဲဖြစ်ပါတယ်။တစ်ဖက်က email ကလည်း reset ကဘလူးဘက်ထွက်လာကျွန်တော်ပျော်ပျော်ကြီးလက်ခံမယ်လို့နီးပြကိုပြောနေရင်ခမ်းမတစ်ခုလုံးရင်ခုန်နေကြပြီပဲဖြစ်ပါတယ်။